မြစ်တာထားဝါဆိုကတိန်နှစ်သိချေဝါဆိုကတိန်နှစ်သိချေထေရဝါဒတရားနှစ်နှစ်တိုင်တိုင်ပြန်ပွားပရာဟိတရှိချူထားကဘာနီအေးချမ်းပါစေသာမတော်မေလိုလည်းမထားရတနာသုံးပါးစွာအနန္တမြတ်တာမိဘနှစ်ပါးတို့လုံအားနဲ့ကျေးဇူးဆက်ထားလုံအားတွေကကုသိုလ်တရားပွားထိုင်းနိုင်ငံဗန္မိကေဟာရက်ွယ်ပရာဟိတနှလုံးကရှေ့ဆက်လို့သွားကြစို့အသင်းသူသင်သားများဓမ္မသစ္စာရဲ့ဒိဋ္ဌံတရားလောကကြီးငြိမ်းချမ်းပါစေလားကမ္ဘာမြေကြီးချမ်းပါစေလားလောကကြီးငြိမ်းချမ်းပါစေလားကမ္ဘာမြေကြီး